Hello မင်္ဂလာပါဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့ကျွန်တော် page ကို my diaries လို့ပြထားတဲ့အတွက်ကျွန်တော်ဘဝမှာဖြစ်တိုင်းခဲ့ရတဲ့အနည်းငယ်အတက်ချာလောကဓာတ်တွေအကြောင်းမှာအကြောင်းရယ်ပြီးတော့ကျွန်တော်ရဲ့မိတ်မမှုတွေရဲ့ကျွန်တော်ရဲ့ပျော်ရွှင်ခြင်းတွေရဲ့ကျွန်တော်ရဲ့ trauma တွေရဲ့အဲ့ဒါတွေကိုကျွန်တော်ဒီ channel မှာမျှဝေသွားဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒီဘာဖြစ်လို့ကျွန်တော်မျှဝေသွားဖို့ဆုံးဖြတ်ခဲ့လဲဆိုတဲ့ဟာကျွန်တော်ကလုံးဝသူများနဲ့မတူဘူးတမှုထုချွန်နေတော့မဟုတ်ဘူးမဟုတ်ပေါ့နော်ကျွန်တော်ကရိုးရိုးတာမန်လူတွေထက်ကိုကျွန်တော်ရဲ့စိတ်ကလေပြနှိမ့်ကြတယ်လို့ကျွန်တော်ငယ်ငယ်လေးကတည်းကတွေ့ခဲ့တယ်ဘာလို့ဆိုတော့သူများတွေတငယ်ချင်းတွေနဲ့ပျော်နေတဲ့အချိန်မှာကျွန်တော်ကဒေါသတွေနဲ့မောဟတွေနဲ့လောဘတွေနဲ့တယောက်တည်းအထီးကျန်ကြရတယ်ငဘဝပြတ်တမ်းမှုတွေရယ်ပြီးတော့ကျွန်တော်ကံကောင်းထောက်မှန်စွာနဲ့ဆရာတို့ဦးစန္ဒတိကနဲ့တူပါတယ်ဒီဆရာတို့ရေးထားတဲ့နှလုံးသားမှာဖျားတည်ပါဆိုတဲ့စာအုပ်ကိုကျွန်တော်အသက်20လောက်အရွယ်မှာဖတ်မိခဲ့တယ်သူကအကြောင်းအရာတွေအကုန်လုံးတော့ကျွန်တော်မမှတ်မိတော့ဒါပေမဲ့ဖျားရဲ့ဂုဏ်တော်ကိုပွားတာများတယ်များဖြစ်လာတယ်ဆိုရင်ငင်းချင်တဲ့စိတ်ကိုရတယ်ဆိုပြီးတော့ပြောထားတော့အော်ငါလေးဒီလိုစူးစမ်းကြည့်မှပဲလေဆိုပြီးတော့ကျွန်တော်အိုက်ကနေစပြီးတော့ဘုရားကုံတော်ပွားဖြစ်တယ်ပေါ့နော်ဒါ